နာကုန်ဝဲတုံများသမားရဲ့ဘဝတော်နဲ့စကင်ဆွဲဖို့အားအင်းလည်းတကယ်မရှိလို့ပါလေစင်နာကေတော့ချစ်တော်ရင်နာနာနဲ့ခွဲခွာအနာငွေပုံနဲ့ထမမေးစကားပြောရင်ပါတော့ချစ်တဲ့ညီမလေးရဲ့ညတော်ကိုကြီးနှုတ်ဆက်ခဲ့ပါ ပိုင်းခြားလို့ဝေးရပြီလေခွဲခွာကြံခဲ့ရလို့ခွင့်လို့ပါတော့လေအနာကုန်ဝဲတုံများသမားရဲ့ဘဝတော်နဲ့စကင်ဆွဲဖို့အားအင်းလည်းတကယ်မရှိလို့ပါလေစင်နာကေတော့ချစ်တော်ရင်နာနာနဲ့ခွဲခွာအနာငွေပုံနဲ့ထမမေးစကားပြောရင်Second